ရောတိခတ်မှုအပြီးမှာတော့အန်ဒီကြီးဟာအံ့ဩမှင့်သက်သွားခဲ့ပါတယ်။လင်ရဲ့တိခတ်ဟန်ဟာသူမရဲ့သမီးအရင်ဖြစ်သူရှရီနဲ့တစ်ထပ်တည်းတူညီနေလို့ပါပဲ။လင်ကရှရီပဲလားဆိုတဲ့အတွေ့နဲ့အတူအတိတ်ကပုံရိပ်လူတွေဟာအန်ဒီကြီးရဲ့ခေါင်းထဲမှာတရိပ်ရိပ်ပေါ်လာခဲ့ပါတယ်။ဒါဟာမိခင်တယောက်ရဲ့အာယုံပါပဲ။သူမမျှော်လင့်တောင်းတနေတဲ့သမီးလေးရှရီပြန်လာပြီလို့အန်ဒီကြီးယုံကြည်သွားခဲ့ပါတယ်။သက်တွေကလည်းလင်ရဲ့ပါရမီကိုဝိုင်းဝန်းချီးကျူးခဲ့ကြပေမဲ့မနာလိုသူဆမ်းမကတော့လင်ကိုတရောဖြတ်စီသူဖြစ်ဆွဆွဲပြီးအဆက်ခွဲဖို့ကြိုးစားခဲ့ပြန်ပါတယ်။ဒါပေမဲ့အမှန်တရားကတော့မကြခင်မှာပဲပေါ်ပေါက်လာခဲ့ပါတယ်။တရောဘော်ကလက်ပွေတွေကိုစစ်ဆေးဖို့ပြောလိုက်တဲ့အခါမှာတော့တကယ်တရခံဟာဆမ်းမကိုယ်တိုင်ဖြစ်နေတာကိုလူတိုင်းသိသွားကြပါတော့တယ်။လူလိမ္မလေးဖြစ်တဲ့ဆမ်းမတယောက်အနှင်ခံရပြီးတဲ့နောက်ပိုင်းမှာတော့အန်ဒီကြီးဟာလင်ကိုလာမဲ့3ရက်အတွင်းကျင်းပမဲ့ဂီတဖြုတ်ဝေပွဲမှာအတူတူတိခတ်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။လင်ကသူမကိုသူမမိဘမဲ့တယောက်ဖြစ်ကြောင်းပြောပြခဲ့ပေမဲ့အန်ဒီကြီးကတော့ဒါကိုမယုံကြည်ပါဘူး။သူမဟာလင်ရဲ့စပင်တစ်ပင်ကိုတိတ်တဆိတ်သိမ်းဆည်းခဲ့ပြီး DNA စစ်ဆေးဖို့စီစဉ်လိုက်ပါတယ်။3ရက်အကြာဖြုတ်ဝေပွဲမှာလင်ရဲ့ဖြစ်တည်မှုအမှန်ကိုကဘာတိအောင်ကြော်ညာဖို့အန်ဒီကြီးကဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချလိုက်ပါပြီ။မှာတော့Alice နဲ့လင်တို့ဟာလက်တွဲပြီးတော့ထွက်သွားကြပါတော့တယ်။လင်နဲ့Aliceတို့ထွက်သွားပြီးရဲ့နောက်မှာတော့အန်ဒီကြီးကလင်ရဲ့စပင်ကို DNA စစ်ဆေးဖို့အတွက်သူ့ရဲ့မနီဂျာကိုပေးလိုက်ပါတော့တယ်။ Miss လောက်ရဲ့အစီအကံဟာအခန်းထဲမှာကြောက်မြေ့စင်တာတွေကိုပြင်ဆင်နေပါတယ်။ချိန်မှာပဲအခန်းထဲကိုဝင်လာတဲ့ချာလော့ကလက်ကောက်တွေစိန်လက်ဆွဲတွေနဲ့ပလဲတွေကိုမြင်လိုက်တဲ့အခါမှာတော့ဒါတွေဟာသူမအတွက်လို့ထင်မဲ့ပြီးတော့အရန်ကိုပျော်ရွှင်သွားခဲ့တာပါ။ဒါပေမဲ့ Miss လောက်ရဲ့စကားတခွန်းကချာလော့ကိုအံ့ဩမြင့်တက်သွားစေခဲ့ပါတယ်။ဒါတွေကမင်းတို့မဟုတ်ဘူးရှရီတက်ပဲဆိုတဲ့စကားကချာလော့ရဲ့မျက်နှာကိုချက်ချင်းပြည့်ရွံသွားစေခဲ့ပါတယ်။ Miss လောက်ကသူမရဲ့သမီးရှရီကိုနှစ်ပေါင်းများစွာဝေးကွာနေခဲ့ရတဲ့အတွက်အခုလိုပြန်တွေ့ချိန်မှာဒီအဖိုးတန်ပစ္စည်းတွေကိုအစားထိုးပေးဖို့အတွက်ဆုံးဖြတ်ထားတာပါ။ချာလော့တယောက်သူ့ရဲ့မွေးစားအမေရဲ့အဖြေကိုကြားလိုက်ရတဲ့အခါမှာတော့အကြီးကျယ်ကိုဒေါသထွက်သွားပြီးတော့စိတ်ပျက်သွားပါတော့တယ်။ဒီချိန်မှာအစီကံမလေးကလည်းသူ့ရဲ့ကြောက်မြေ့စနာတွေကိုပြန်လည်သိမ်းဆည်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ဘက်မှာတော့လင်တယောက်လှပလွန်တဲ့ခရိုင်းနူးရောင်ဝတ်စုံလေးကိုဝတ်ဆင်ပြီးအားလုံးရဲ့ရှေ့ကိုထွက်လာခဲ့ပါတယ်။ပန်းရောင်ဝတ်စုံလေးကိုလင်ကတော့သဘောကျပေမဲ့Alice နဲ့အဖိုးဖြစ်သူကတော့သဘောမကျပါဘူး။တွေထက်ရှိသေးတယ်မဟုတ်လားဆိုပြီးတော့မေးလိုက်ပါတယ်။လင်တယောက်သူမရဲ့ဘဝမှာအရေးကြီးဆုံးဖြစ်တဲ့ Miss လောက်နဲ့အတူဖြိုးပြပွဲကြီးမှာပါဝင်ခွင့်ရတော့မှာပါ။ဒါကိုသိတဲ့အဖိုးဖြစ်သူကလည်းမိမလေးအတွက်ဂုဏ်ယူမဆုံးဖြစ်နေပြီးဒါဟာထူးခြားတဲ့အခိုက်အတန့်ဖြစ်စေရမယ်လို့ဆိုလာပါတယ်။လင်ရဲ့ခင်မွန်းဖြစ်သူကလည်းသူမအတွက်အားပေးစကားတွေပြောယုံတယ်မကပဲအမတ်တရလက်ဆောင်ဖြစ်တဲ့လှပတဲ့ဆွဲကျူးလေးတစ်ကုံကိုကိုယ်တိုင်ဆွဲပြီးခဲ့ပါတယ်။ကြောက်ပါနဲ့မင်းရဲ့အိမ်မက်နောက်ကိုပဲရဲရဲဝံ့ဝံ့လိုက်ခဲ့ပါလို့ဆိုတဲ့ခင်မွန်းဖြစ်သူရဲ့အားပေးမှုကလင်အတွက်ခွန်အားတွေဖြစ်စေခဲ့တာပေါ့။မိသားစုဝင်တွေအားလုံးကလည်းလင်ကိုအားပေးဖို့အတွက်ဖြိုးပွေခမ်းမရဲ့ရှေ့ဆုံးတန်းကနေနေရာဦးထားကြပါတယ်။ချစ်စရာကောင်းတဲ့သမီးလေးမီယာကလည်းသူမရဲ့မာမီအတွက်အားပေးဖို့အသင့်ပါပဲ။ဒီလိုနဲ့အားလုံးစောင့်မျှော်နေကြတဲ့ဖြိုးပြပွဲနေ့လေးကိုတည်းရောက်လာခဲ့ပြီဖြစ်ပါတယ်။ဒါနဲ့မီယာတို့ဖို့တို့ကလည်းအားပေးဖို့အတွက်အားလုံးကိုစောင့်မျှော်နေကြပါတယ်။ခုတော့မိသားစုဝင်တွေအားလုံးဟာပွဲထဲမှာရောက်နေကြပါပြီ။ဒါပေမဲ့ဒီလိုပြောစရာကောင်းတဲ့အချိန်မှာတစ်ဖက်မှာတော့မနာလိုစိတ်တွေနဲ့တောက်လောင်နေတဲ့စမ်းမရှိနေပါတယ်။ဖြိုးပြပွဲကြီးစတင်ဖို့မိနစ်ပိုင်းလိုမှာတော့အခြေအနေတွေဟာရုတ်ချီပြောင်းလဲသွားခဲ့ပါတယ်။မီယာAlice နဲ့မီယာရဲ့အဖိုးတို့ဟာလင်ဖြိုးပြပွဲထွက်အလာကိုစောင့်နေကြပါတယ်။သမီးရဲ့မမေကမကြခင်မှာဖြိုးပြပွဲကိုလာတော့မှဆိုပြီးတော့ဖိုးကပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာနာလိုစိတ်နဲ့လင်ရဲ့အမကိုလိုက်ရှာနေတဲ့စမ်းမတယောက်သူမရဲ့မမေ Miss လောက်ကိုလိုက်ရှာရင်အခန်းဝမှာရက်တန့်သွားခဲ့ပါတယ်။အခန်းထဲမှာတော့ Miss လောက်ဟာလက်ထဲကစာရွက်တစ်ရွက်ကိုကြည့်ပြီးဝမ်းသာအားရငိုကြွေးနေတာပါ။အဲ့ဒီစာရွက်ကတော့တခြားစာရွက်မဟုတ်ပါဘူး။လင်နဲ့ Miss လောက်တို့ရဲ့ DNA စစ်ဆေးချက်ရလဒ်ပဲဖြစ်ပါတယ်။လင်လိန်ကတကယ်ပဲသူ့သမီးရှရီဖြစ်နေတာပဲဆိုတဲ့အမှန်တရားကိုသိလိုက်ရတဲ့အချိန်မှာတော့
Miss လုံးရဲ့ရင်ထဲမှာနှစ်ပေါင်းများစွာစုပုံနေတဲ့လွမ်းဆွမှုတွေကပျော်ရွှင်မှုအဖြစ်ပြောင်းလဲသွားခဲ့ရပါတယ်။ဒါကိုတကားွယ်ကနေချောင်းကြည့်နေတဲ့မာယာကတော့အံ့ဩလုံးလို့မင်းသက်သွားခဲ့ပါတယ်။အယ်လင်ရဲ့အမေ Miss လုံးကတော့အခုမှတွေ့ရတာနောက်ကျလေခြင်းဆိုပြီးတော့ဝမ်းနဲ့တကြီးနဲ့တွတ်ပြောဆိုနေပါတော့တယ်။ဆမ်မာကတော့ငါရဲ့အစီအစဉ်ပြတ်တော့မယ်ဆိုပြီးတော့သူ့အိမ်တကြီးဖြစ်နေပါတယ်။အမှန်တရားကိုသိသွားတဲ့ Miss လုံးဟာသူမရဲ့သမီးရင်အယ်လင်ကိုရှာဖွေဖို့ပြင်ဆင်နေချိန်မှာပဲဆမ်မာတယောက်အခန်းထဲကိုရုတ်တရက်ဝင်လာပါတယ်။ဆမ်မာဟာတကားပြင်ကနေကျောင်းရအားလုံးကိုကြားခဲ့ပြီးဖြစ်သလိုအယ်လင်ဟာရှယ်ရီဆိုတာကိုလည်းသိသွားခဲ့ပါပြီ။ Miss လောက်ကတော့အယ်လင်နဲ့ဆမ်မာနှစ်ယောက်လုံးကသူမရဲ့သမီးတွေပဲလို့ချော့မော့ပြောဆိုနေခဲ့ပေမဲ့ဆမ်မာရဲ့စိတ်ထဲမှာတော့မနာလိုမှုတွေကအဆုံးစွန်ထိရောက်နေခဲ့ပါပြီ။ကျမကပဲမမေရဲ့တူရီသောသမီးဖြစ်ချင်တာအယ်လင်ကဘာလို့သိမသွားခဲ့တာလဲလို့အော်ဟစ်ရင်ဆမ်မာဟာသူမရဲ့စိတ်ရိုင်းတွေကိုထုတ်ပေါ်လိုက်ပါတော့တယ်။ဆမ်မာရဲ့စကားကိုကြားလိုက်ရတဲ့အခါမှာဒေါသထွက်လာတဲ့ Miss လောက်ကပါရိုက်လိုက်ပါတော့တယ်။ဒီလိုနဲ့စိတ်လှုပ်ရှားစရာစကားမြန်နေရင်းနဲ့ပဲ Miss လောက်ဟာပန်းနာရင်ကျယောဂထားဖောက်လာခဲ့ပါတယ်။သူမဟာအသက်ရှူရခက်ခဲလာပြီးသူမရဲ့ဆေးဘူးလေးကိုအသေးအတန်ရှာဖွေခဲ့ရပါတယ်။ဒါပေမဲ့ရက်ဆက်လွန်တဲ့ဆမ်မာကတော့ Miss လုံးရဲ့ဆေးဘူးလေးကိုယူပေးမဲ့အစားသူမရဲ့ခြေထောက်နဲ့ခက်ဝဝေးကိုကန်ထုတ်လိုက်ပါတယ်။ Miss လုံးတည်သွားမှအယ်လင်ဟာရှယ်ရီဆိုတာဘယ်သူမှသိမှာမဟုတ်တော့ဘူးဆိုတဲ့အစီအစဉ်ဆိုးနဲ့ဆမ်မာဟာလဲစားနေတဲ့သူမရဲ့ကျေးဇူးရှင်ကိုပစ်ထားခဲ့ပြီးအခန်းထဲကနေထွက်ခွာသွားပါတော့တယ်။အဲဒီနောက်မှာတော့ဆမ်မာကအရန်ကိုစိတ်လှုပ်ရှားနေတဲ့အတွက်ကြောင့်မို့လို့အခန်းရဲ့ပြင်ပမှာရပ်နေပါတော့တယ်။အဲဒီအချိန်မှာပဲအခန်းရဲ့ပြင်ပမှာပွဲစားတင်မှုအတွက်အနောင်စာကစင်မင်းဘက်ကိုတက်လာပြီးတော့ပွဲစားတင်တော့မှဖြစ်ကြောင်းကြော်ညာလိုက်ပါတော့တယ်။အဲဒီအချိန်မှာပဲအစီအစဉ်ကိုဖျော်ဖြေတင်ဆက်ဖို့အတွက်အယ်လင်ကစင်ပေါ်ကိုတက်ရောက်လာပါတော့တယ်။အဲလက်ကလည်းဝမ်းသာအားရနဲ့အယ်လင်ကိုအားပေးဖို့စောင့်နေပါတယ်။ဖျော်ဖြေပွဲခမ်းမတစ်ခုလုံးဟာ Miss လို့ဆိုတဲ့ပရိသတ်တွေရဲ့အားပေးသွန်နေတဲ့အတူစူညံလို့နေပါတယ်။အစီအစဉ်တင်ဆက်သူကလည်းစင်မြင့်ထက်ကနေဂီတလောကရဲ့ခြေပွင့်ကြီး Miss လို့ကိုတခဏဖိတ်ခေါ်လိုက်ပါတယ်။ဒါပေမဲ့လူတိုင်းမျှော်လင့်နေတဲ့အချိန်မှာပဲမမျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။စင်ပေါ်မှာအယ်လင်တယောက်တည်းရက်နေပြီးသူမဘေးနားမှာရှိရမယ် Miss လို့ကတော့ပေါ်မလာခဲ့ပါဘူး။စက္ကန့်တွေကုန်ဆုံးသွားပေမဲ့စင်မြင့်တက်ဟာလစ်လဟာနေတုံးပါပဲ။ပရိသတ်တွေကြားထဲမှာလည်းတီတိုးစကားတန်တွေထွက်ပေါ်လာပြီးဘာလို့ပေါ်မလာသေးတာလဲဆိုတဲ့မိခွန်းတွေနဲ့အတူအချိန်တွေဟာစတင်တင်းမာလာခဲ့ပါတယ်။အယ်လင်ရဲ့မျက်နှာမှာလည်းစိုးရိမ်စိတ်တွေရှက်တန်းနေပြီးသူမဟာ Miss လို့တယောက်ဘာဖြစ်သွားလဲဆိုတာကိုအသေးအတန်စဉ်းစားနေပုံပါပဲ။အစီအစဉ်တင်ဆက်သူကတော့အချိန်တွေကိုထိမ့်သိမ့်မှုစူးစမ်းရင်းနောက်တစ်ချိန်ထပ်မံဖိတ်ခေါ်လိုက်ပေမဲ့ရလဒ်ကတော့အတူတူပါပဲ။အချိန်မှာစင်မောကိုတက်လာတဲ့သူကတော့ဆမ်မာဖြစ်ပါတယ်။အယ်လင်ကဆမ်မာကိုဘာလို့ Miss လောက်ကစင်မောမရောက်လာတယ်လဲဆိုပြီးတော့စိုးရိမ်တကြီးနဲ့မေးလိုက်တဲ့အခါမှာ Miss လောက်ပေါ်မလာနိုင်တဲ့အချိန်တွေကိုကွင့်ကောင်းယူပြီးချားလော့ဟာစင်မြင့်ထက်ကိုရေရေဝံ့ဝံ့တက်လန်းလာခဲ့ပါတယ်။သူမဟာ Miss လောက်ရဲ့တူရီသောသမီးဖြစ်ကြောင်းနဲ့အခုချိန်ကစပြီးအမွေဆက်ခံသူဟာသူမသာဖြစ်ကြောင်းပရိသတ်ရှိမှပြောင်ကျကြေညာလိုက်တာပါ။လင်ကသူမကိုအံ့ဩတကြီးလှည့်ကြည့်လိုက်ပါတယ်။အဲဒီအချိန်မှာပဲအမှန်တရားကိုသိနေတဲ့လူတစ်ယောက်ကကန့်ကွက်ဖို့ကြိုးစားခဲ့ပေမဲ့ချားလော့ကတော့လုံခြုံရေးတွေကိုခေါ်ပြီးအတင်းအဓမ္မဖယ်ရှားခိုင်းလိုက်ပါတယ်။ပရိသတ်တွေကလည်းချားလော့ကိုပဲ Miss လို့ရဲ့သမီးအစ်စ်လို့ထင်မှတ်ပြီးတခင်နဲ့အားပေးနေကြတာပါ။တစ်ဖက်မှာတော့အယ်လင်တယောက်စိတ်ပြက်အားငယ်စွာနဲ့စင်ပေါ်မှာရပ်နေရပါတယ်။ဆမ်မာကအယ်လင်ကို Miss လို့ကအယ်လင်ကိုနာမည်ပြစီရင်သွင်းထားတယ်ဆိုတဲ့အကြောင်းကြော်ညာလိုက်တယ်။ပရိသတ်တွေကလည်းထောက်ခံပြီးတော့အားပေးကြပါတယ်။ပရိသတ်တွေရဲ့ပြုမှုကြောင့်ချားလော့တယောက်ဝမ်းသာအားရဖြစ်သွားပါတယ်။အယ်လင်ကတော့သူမကိုဘာကြောင့် Miss လို့ကအမည်ပြစီရင်သွင်းချင်ရတာလဲဆိုတာကိုသိချင်နေတာပါ။ဒါကိုသိတဲ့ချားလော့ကတော့အခွင့်အရေးကိုလက်လွတ်မခံပဲအယ်လင်မင်းကငါမမေကိုဖျက်ဆီးခဲ့တဲ့သူပဲလို့အပြစ်ပုံချပြီးလူအများရှိမှအယ်လင်ကိုတိတ်ခါချလိုက်ပါတော့တယ်။ဒီလိုကြော်ညာတဲ့အတန်ကိုကြားလိုက်ရတဲ့အဲလက်ကဒေါသတွေအကြီးအကျယ်ထွက်နေတာမို့လို့အယ်လင်ကစိတ်လျှော့ဖို့ပြောလိုက်ပါတယ်။လူတွေအားလုံးကတော့ချားလော့ရဲ့လိမ်လည်မှုကိုယုံကြည်နေကြပါတယ်
ချာလော့ရဲ့လေလည်မှုတွေနဲ့အဲလင်ကိုပြစ်ပုံချနေတဲ့ဇင်မင်းထက်စီကိုမျှော်လင့်ပဲမစ်လော့ကိုတိုင်ရောက်ရှိလာခဲ့ပါတယ်။အောက်မှာရှိတဲ့ပရိသတ်တွေအားလုံးကတော့အော်ဟစ်ပြီးတော့အားပေးနေကြပါတယ်။သွားပြီလို့ထင်မှတ်ထားတဲ့မစ်လော့ကိုမြင်လိုက်ရတဲ့အချိန်မှာတော့ချာလော့ရဲ့မျက်နှာဟာသွေးဆုပ်ဖြူရောသွားပြီးတကိုယ်လုံးတုန်ရင်လာပါတော့တယ်။လော့ကငါသေးသွားပြီလို့မင်းထင်နေတာလားစိတ်မကောင်းပါဘူးမင်းထင်တယ်လို့ဖြစ်မလာခဲ့ဘူးလို့အေးစစ်ဆက်ပြောလိုက်တဲ့အချိန်မှာခမ်းမတစ်ခုလုံးအံ့ဩမြင့်သက်သွားရပါတယ်။အတင်မကသေးပါဘူးသူမကိုကယ်တင်ခဲ့တဲ့သူတွေကတော့အခြားသူမဟုတ်ပဲအဖိုးဖြစ်သူမစ္စတာဟတ်နဲ့သမီးလေးမီယာတို့ပဲဖြစ်ပါတယ်။မီယာလေးကလူအားလုံးရှိမှပဲသူမမြင်ခဲ့ရတဲ့အမှန်တရားကိုရှင်းပြလိုက်ပါတယ်။လူဆိုးမကြီးကမစ်လုတ်ကိုအခန်းထဲမှာရံမှုခဲ့တာလောက်ကိုယောဂထားအောင်လုပ်ခဲ့တာလို့လက်ညှိုးထိုးပြီးတက်တည်ပြလိုက်တဲ့အခါမှာတော့ချာလော့ရဲ့ဘုံကွယ်ထားတဲ့ဇလန်ဆိုကြီးဟာလူများရှိမှဘူးပေါ်သလိုပေါ်လာပါတော့တယ်။ဖိုးဖြစ်သူကလည်းမီယာပြောတာတွေဟာအမှန်တရားဖြစ်ကြောင်းထောက်ခံလိုက်တဲ့အတွက်ချာလော့အတွက်တော့စင်ကြီးပေးစရာလမ်းမရှိတော့ပါဘူး။အမှန်တရားကနောက်ဆုံးမှာအောင်ပွဲခံခဲ့ပြီးအဲလင်ရဲ့အပြစ်မဲ့မှုကိုလည်းလူတိုင်းသိသွားခဲ့ကြပါပြီ။အကြံရုံမာတဲ့ချာလော့တယောက်သူမလုပ်ခဲ့တဲ့အမှုတွေအတွက်ဘယ်လိုတွေပြန်ပြီးဆက်မလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။စင်မြင့်ထက်မှာမီယာလေးရဲ့ပြောကြားချက်တွေကြောင့်လူတိုင်းအံ့ဩမြင့်သက်နေကြစင်မှာပဲအမှန်တရားကိုအတီးပြုတ်ပေမဲ့အရာတစ်ခုရောက်ရှိလာပါတော့တယ်။အလင်ရဲ့လက်ထဲကို DNA စစ်စစ်ချက်ရလက်စာရွက်ရောက်ရှိလာတဲ့အခါမှာတော့တလောကလုံးဟာခဏတာငြိမ်သက်သွားရတယ်လို့ပါပဲ။ရုပ်ပေါ်မှာရေးသားထားတဲ့ဇီဝဗေဒဆိုင်ရာရလက်များအတီးပြုတ်ပြီးဆိုတဲ့စာသားဟာအဲလင်နဲ့မစ်လို့တို့ဟာသွေးသားတော်ဆန်းမှုကိုငြင်းမရအောင်တက်တည်ပြလိုက်တာပါ။အဲလင်ဟာသူမရဲ့မျက်စိရှိမှရှိနေတဲ့မစ်လို့ကိုကြည့်ပြီးသူမကတကယ်ပဲကျမရဲ့မမေလားဆိုတဲ့မယုံနိုင်စရာအတွေ့အကြုံနဲ့အတူမျက်ရည်တွေဝဲလာခဲ့ပါတယ်။မစ်လို့ကတော့ဝမ်းသာလုံးလို့အတန်တွေတုံရင်သမီးလေးရဲ့မမေသမီးကိုရှာနေခဲ့တာနှစ်တွေအများကြီးကြာခဲ့ပြီလို့ပြောရင်ငိုကြွေးပါတော့တယ်။အဲလက်စ်ကလည်းအဲ့ဒီမြင်ကွင်းတွေကိုမြင်ရတဲ့အခါမှာစိတ်မကောင်းဖြစ်သွားပါတော့တယ်။ပေါင်းများစွာလွမ်းဆိုခဲ့ရတဲ့မိခင်တယောက်ရဲ့ရင်ပွင့်တန်တွေဟာခမ်းမတစ်ခုလုံးကိုလွှမ်းမိုးသွားခဲ့ပါပြီ။နောက်ဆုံးမှာတော့အဲလင်ဟာမမေလို့ခေါ်ရင်မစ်လို့ရင်ကွင်းတဲ့ကိုဒိုးဝင်ပြီးနှစ်ဦးသားဖက်လေတခင်ငိုကြွေးကြပါတော့တယ်။မနာလိုမှုတွေလှုပ်ချက်မှုတွေကြားကသွေးသားရင်ချတွေရဲ့ဆွဲအားကြောင့်အမိနဲ့သမီးပြန်လဲဆုံစည်းနိုင်ခဲ့တဲ့မြင်ကွင်းဟာတကယ်ကိုကြည်နူးစရာကောင်းလာပါတယ်။ဒီချိန်မှာပဲချာလော့ကသူမရဲ့မွေးစားအမေကိုပြီးတော့တောင်းပန်လိုက်ပါတော့တယ်။အဲ့ချိန်မှာပဲလူတချို့ကချာလော့ကိုဖမ်းဆီးပြီးတော့အပြင်ဘက်ကိုခေါ်ထုတ်သွားကြပါတော့တယ်။ဒီကနာကျင်မှုတွေနဲ့လိမ်လည်မှုတွေအားလုံးကိုဖယ်ရှားလိုက်ပြီးတဲ့နောက်မှာတော့မစ်လော့နဲ့အဲလင်တို့တာမီနှစ်ယောက်ဟာစင်မြင့်ထက်မှာအတူတကွရက်တည်နိုင်ခဲ့ကြပါပြီ။ပရိသတ်တွေရဲ့တခဲနဲ့အားပေးတံတွေကြားမှာသူတို့နှစ်ယောက်ဟာတရိုးလေးတွေကိုစီကိုင်းပြီးလှပတဲ့တန်စင်တစ်ခုကိုစတင်တီးခတ်လိုက်ကြပါတယ်။ဒီတစ်ခါမှာတော့သူတို့ရဲ့တန်စင်တွေဟာအရင်ကထက်ပုံမပြည့်စုံလို့နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါဟာနှစ်ပေါင်းများစွာဝေးကွာနေရတဲ့မိခင်နဲ့သမီးကြားကသွေးသားရင်ချစိတ်ချင်းဆက်နွယ်မှုတွေနဲ့ပေါင်းစပ်ထားတဲ့တန်စင်တွေဖြစ်နေလို့ပါပဲ။အောက်ကပရိသတ်တန်ထဲမှာတော့အဲလက်စ်နဲ့အတူမစ္စတာဟတ်နဲ့ညီမလေးမီယာတို့လည်းသူတို့ရဲ့အောင်မြင်မှုတွေကိုဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြည့်ရှုနေကြပါတယ်။မီယာလေးရဲ့မျက်နှာမှာလည်းသူမရဲ့အချစ်ဆုံးလူကြီးနှစ်ယောက်ပြန်လည်ဆုံစည်းသွားကြတာကိုကြည့်ပြီးပျော်ရွှင်မှုတွေအဖြစ်ဖြစ်နေတာကိုမြင်တွေ့ရမှာပါ။ဒီပွဲအဆုံးသတ်သွားပြီမဲ့သူတို့ရဲ့ဘဝခရီးတစ်ကတော့အခုမှစတင်တာပဲဖြစ်ပါတယ်။ဗနာလိုမှုတွေအတားအဆီးတွေကိုကြော်ပြတ်ပြီးအမှန်တရားနဲ့မေတ္တာတရားကနောက်ဆုံးမှအောင်ပွဲခံသွားခဲ့ပါပြီ။အတိတ်ကမုံတိုင်းတွေအလုံးညီသက်သွားပြီးတဲ့နောက်မှာတော့အဲလင်နိုမိသားစုဟာအေးချမ်းသာရတဲ့ဥယျာဉ်ကြီးထဲမှာပျော်ရွှင်စရာအကျင့်လေးတွေကိုပိုင်ဆိုင်နေကြပြီဖြစ်ပါတယ်။ဆိုရင်အဲလင်ဟာနာမည်ကျော်တရောပညာရှင်တယောက်ဖြစ်လာခဲ့သလိုသူမရဲ့မိခင်မစ်လုံနဲ့လည်းနားလည်မှုအပြည့်နဲ့ပြန်လည်ပေါင်းစည်းသွားနိုင်ခဲ့ပါပြီ။ဘိုးဖြစ်သူမစ္စတာဟန်ကလည်းဂုံယူဝင့်ကြွားစွာနဲ့ငါရဲ့ချွေးမကဂီတလောကရဲ့ဘယင်မဆိုရင်ငါရဲ့မိချွေးမကလည်းနာမည်ကျော်တရောပညာရှင်ပဲငါကတော့တကယ်ကိုဘဝရဲ့အောင်နိုင်သူပဲလို့ရီမောရင်းပြောဆိုနေတာပါခိုက်တန်လေးမှာပဲအဲလင်တယောက်မိုးဝေပြီးလဲချနှုတ်နီးပါဖြစ်သွားတဲ့အတွက်လူတိုင်းစိုးရိမ်တကြီးဝိုင်းကူရပြန်ပါတယ်ဒီရလေးကလည်းသူ့ရဲ့မမေဘာဖြစ်တာလဲဆိုပြီးစိုးရိမ်တကြီးမင်းမြတ်နေချိန်မှာအဲလက်စ်ကတော့အားလုံးကိုအံ့ဩစရာသတင်းကောင်းတစ်ခုပေးလိုက်ပါတော့တယ်
ကတော့အဲလင်မှာဒုတိယမြောက်ရင်သွေးလေးရှိနေပြီဆိုတဲ့သတင်းပါပဲဒီသတင်းကြောင့်တမိသားစုလုံးဟာအရင်ကထက်ပိုမိုတဲ့ပျော်ရွှင်မှုတွေနဲ့ထုံမွန်းသွားခဲ့ရပါတယ်ဆုံးရှုံးမှုတွေနာကျင်မှုတွေနဲ့စတင်ခဲ့တဲ့သူတို့ရဲ့ဆက်လန်လေးဟာအခုတော့အကျစ်တွေအောင်မြင်မှုတွေနဲ့အတူအဆုံးသတ်မှာလာပစွာပွင့်လန်းသွားခဲ့ပါပြီ